ယောက်ျားလေးတိုင်းတည်ထားတဲ့ fashion ဥပဒေသားများ လူများစုဟာဝတ်စားဆင်ရင်မှုကြည့်ပြီးကေဘက်ကြပါတယ်လူရဲ့ထင်မြင်ကို site တွေဆိုရင်ဘရာဖောက်ဝတ်မယ်ဆိုတာတိကျဆင်းလာပါအင်ကြီးဖြူဝတ်မယ်ဆိုရင်တကယ်ဖြူစင်နေပါစေရောင်မိန်နေရင်မဝတ်ပါနဲ့ချိန်မွေးဘယ်လောက်ဆွဲရမလဲမသိရင်လုံးဝမဆက်တာပိုကောင်းပါတယ်အင်ကြီးကခန္ဓာကိုယ်နဲ့ကက်နေရကောင်းပါတယ်ဒါပေမဲ့ချက်ထုတ်နေရတော့မှားတယ်လက်ပြရောင်ကဘရာဝေတင်ဆုံးရောင်ပါဒုတိယရောင်ကတော့မီကိုရောင်ပေါ့ခြေအိတ်ဆိုတာဘယ်လောက်ရှိမများပါဘူးခြေအိတ်လမ်းလေးများများဆောင်းထားပါနိုင်ဆိုတာလက်ကောက်ဝတ်မှာအမြင်နေရမယ်လက်ကောက်လည်းမျိုးချောင်းနေလို့မရပါဘူးဘလို့ပွဲမျိုးပဲဖြစ်ဖြစ်အစင်တန်းမီအောင်တခြားပြင်ဆင်တော့ပါရာကစတိုင်းကြောက်ဖို့အတွက်ကြိုးစားထားလို့ဖြစ်အောင်အားထုတ်အဲ့ဒါအမှန်ကန်ဆုံးပဲလူများကြားမှာအတွင်းငယ်ပေါင်းပြီးချက်စားပြီးမိုးပါနဲ့ရာလောက်ကထွက်ချင်နေရမို့ရင်ရာရဲ့ဒီထဲပူလန်းနေရမိုးပါနဲ့ဆိုရဝန်ထမ်းတွေထဲဆိုရင်ပူလန်းဆိုရတူမရှိပါဘူးဒါကတော့နိုင်ငံတကာဟာတာပါရာတို့သိချင်တာရှိရင်လည်း comment မှာမိခဲ့လို့ရပါတယ်ချိန်ရရင်ကျွန်တော်ပြန်ဖြည့်ပေးပါမယ်နောက်ထပ်တစ်တွေကြည့်ရဖို့ဒီ7 fit ကိုလည်း follow လုပ်ထားပါအောင်